ကျွန်တော်များ Forever Steel Company မှာ KP ကနေငွေလွှဲပြီးဝယ်ယူတဲ့ customer များငွေလဲရဖို့မှုအဆင်ပြေစေရန်အတွက်လွှဲခြင်းတဲ့ငွေအမောက်ကိုတစ်ခါတည်းရိုက်ပြီးလွှဲလို့ရအောင် Forever Steel Company Limited ကွပေကနေပြီးတော့အလွယ်တကူအချိန်ကုန်သက်သာစွာနဲ့ငွေလွှဲလို့ရနေပါပြီငွေလွှဲရမယ့်ပုံစံလေးကတော့ KP application ထဲကိုဝင်လိုက်ပါ KP application ထဲကနေပြီးတော့ကွပေထဲကိုဝင်လိုက်ပါကွပေထဲမှာအယောင်းဆိုင်နာမည်ရှာရန် search bar ကနေပြီးတော့ Forever ဆိုပြီးရိုက်လိုက်တာ ਨੇ အဲ့မှာ Forever Steel Company Limited ဆိုပြီးတော့တွေ့ပါလိမ့်မယ်အဲ့မှာ Forever Steel Company Limited ကိုရွေးချယ်လိုက်ပါဝင်ပြီးရင်ဝယ်သူအမည်ရိုက်ထည့်ပါပြီးရင်ဝယ်သူလိပ်စာရိုက်ထည့်ပါလွှဲခြင်းတဲ့ငွေပမာဏကိုရိုက်ထည့်ပါမှတ်ချက်မှာကိုအဆင်ပြေတာရိုက်ထည့်လို့ရပါတယ်ကျွန်တော်ကတော့ညမ်းနဲ့တီတိုင်းဝယ်တဲ့အတွက်ကိုညမ်းနဲ့တီတိုင်းဆိုပြီးတော့ရိုက်လိုက်ပါတယ်ပြီးရင်တင်သွင်းမီကိုနှိပ်လိုက်ပါပြီးရင်ငွေပေးချီမီကိုနှိပ်ပြီးတော့ password လေးရိုက်လိုက်တာ ਨੇ ကိုလွှဲခြင်းတဲ့ငွေအမောက်ကိုတစ်ခါတည်းရိုက်ပြီးတော့ငွေလွှဲလို့ရပါပြီငွေလွှဲပြီးတဲ့အခါမှာပြေစာသိမ်းမီကိုနှိပ်၍ပြေစာသိမ်းစီထားနိုင်ပါတယ်ဒီခုကငွေလွှဲမှုအောင်မြင်ပါပြီ